အားလုံးပဲမင်္ဂလာပါဒီနေ့မှာဘာမျှဝေပေးချင်တယ်လဲဆိုလို့ရှိရင်ကိုယ့်ရဲ့ဒီချစ်တူသို့မဟုတ်အိမ်အောင်ပြုမဲ့သူရဲ့လက္ခဏာကိုကြည့်ပြီးတော့သူဘာဖြစ်လာနိုင်တယ်လဲအဲ့လိုမျိုးပေါ့နော်ဆရာမကိုအမျိုးသမီးလေးတွေကဘ ഹു တုတပြောပြပါဆိုလို့ဆရာမပြောပြမယ်နော်ကိုအိမ်အောင်ပြုမဲ့အမျိုးသားရဲ့လက်မှာကျန်တာတွေမကြည့်တတ်ရင်နေပလိစေရေဘူးရအားဖြင့်ပေါ့နော်ကိုရဲ့အမျိုးသားရဲ့လက်တကြွယ်ရယ်နောက်တစ်ခါလက်ညိုးရယ်ဒါမှမဟုတ်ရင်လက်မအဲ့သုံးခုထဲမှာတစ်ခုခုကပေါ့နော်ခရုပတ်ဘွေစัจ जा ဘွေလို့လည်းခေါ်ကြတယ်ပေါ့နော်အဲ့ဒီဘွေပါလို့ရှိရင်တေချာပေါက်ချမ်းသာမယ်အကယ်၍လက်တကြွယ်မှာဆိုတေချာပေါက်ကြည်တက်ချမ်းသာမယ်နောက်ပြီးရင်လက်ညိုးမှာဆိုလို့ရှိရင်သူကအကြီးအကဲဖြစ်လိမ့်မယ်လက်မမှာဆိုလို့ရှိရင်သူ့ရဲ့ကိုယ်ပိုင်အစွမ်းစားနဲ့သူကကြွယ်ဝချမ်းသာမှုရောအာဏာတွေရောရရှိလိမ့်မယ်ဆိုတာမျိုးသိနိုင်တယ်ပေါ့နော်အဲ့လိုပြောလို့ဘွေမပါတဲ့သူတွေကရောလောကမှာဘာမှသုံးလို့မရတဲ့သူတွေလားဆိုတော့အဲ့လိုမဟုတ်ဘူးဘွေမပါတဲ့သူတွေမှာလည်းသူ့ဟာနဲ့သူရှိတယ်ဒါပေမဲ့ရေဘူးရအားဖြင့်အဲ့လိုမျိုးခုနပြောခဲ့တဲ့နေရာတွေမှာပါလို့ရှိရင်ဒါဒီလိုဖြစ်နိုင်တဲ့အလားအလာရှိတယ်ဆိုတာဒေတာဒါလောက်ရှိတယ်ပေါ့နော်ပြီးတော့အဲ့တော့ခရုပတ်ဘွေစัจ जा ဘွေဆိုတာကိုမသိမှဆိုလို့ဆရာမနမူနာလေးပြထားပေးပါတယ်เนาะဒီလိုမျိုးလေးပါအဝိုင်းလေးပါရှင်အဝိုင်းလေးပါအဲ့တော့ကိုအိမ်အောင်ပြုမဲ့သူရဲ့လက်ကိုကြည့်ပြီးတော့ကိုရဲ့အခြေအနေသူ့ရဲ့အခြေအနေကိုနှမ်းစားလို့ရပါတယ်ရှင်ဒါလေးပညာမျှဝေပေးတာပါအားလုံးရွှင်လန်းချမ်းမြေ့ကြပါစေဆရာမပုံညာကလျာဏီခေါ်ထောက်တာဖြစ်တွင်ပါရှင်